ဒီနေ့မှာတော့သမရတယောက်အနေနဲ့24 hour အသက်ရှင်သွားမှာဖြစ်ပါတယ်ကဲကျွန်မကြီးကကျွန်တော်တို့သမရတယောက်ဖြစ်ဖို့တွန်းမို့လာတဲ့အချိန်မှာတော့ဘာရီဆက်ဖြစ်မလဲဆိုတာပေါ့ဖရိုလိုက်ခဲ့လိုက်ပါဆုံးလိ Welcome back everyone ငါခုအသက်30တောင်ကျော်နေခုတက်တီအိမ်ပိုင်းရာပိုင်းတောင်မဖြစ်သေးဘူးအရေးမှလူများခြံဆောက်လာဖြစ်နေသေးရဲ့ကွာရွာသားတွေကလည်းငါ့ကိုမတရားခိုင်းတာကွာတနေ့လုံးနေပူစာကြီးထဲမှာစိုက်ခင်းတွေကိုကြည်ခိုင်းပြီးတော့ပေးရမှနဘဲတပြားတောင်မရှိဘူး complain တက်မှဖြစ်တော့မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီရွာသားတွေငါ့ဘောမှာလုံးပုံမှာမဟုတ်တော့ဘူးအလုပ်ကိုကြတော့မတရားခိုင်းပြီးတော့ပတ်စံကြတော့ကောင်းကောင်းမပေးချင်တဲ့ရွာကြောင်းမရတော့မယ်ဘလို့ပဲဖြစ်ချင်ခိုင်းရင်နေစားခါကိုတော့တိုးခိုင်းမှရမယ်မလွယ်ဘူးနေပူစာကြီးထဲမှာဒီမှာကစီကုတ်တဲ့ရွာပဲယောကိုလာမောင်ကျုပ်ကိုနေစားခါလေးတိုးပေးဗျာ စောက်ရှက်မရှိဘူးလားကွာမင်းတို့ငါတို့အလုပ်ပေးရအောင်ကျေးဇူးတင်အောင်ကွာဘာတွေအထွတ်တက်နေရတော့ ဟုတ်ကဲ့ကောင်းပါပြီဗျာအဲ့ဒါဆိုရင်ကျုပ်ဝေးစုတွေကစပားနည်းနည်းရောင်းမယ်ကိုလာမောင် အဲ့လိုလှုပ်ဆန်းပါမင်းကိုလာမောင်ကျုပ်နည်းနည်းပို့ပေးလို့မရဘူးလားဗျာစောက်ကန်လိုက်ရလို့တော်ငါချင်းတွေကိုအလဟတ်တက်လာဖြုံးနေရပဲဒီကောင်ဒီရွာမှာတော့ငါကြာနေလို့ရှိရင်တိတ်ပြီးတော့အစင်ပြေမှာမဟုတ်တော့ဘူးမွေးကလေးကရွာမှာမွေးလာငါခုချင်းဒီဒဇိန်းတယောက်လို့စစ်ဆန်ကြအားလုံးကဒီလိုဖြစ်ဖို့ကံပါလာတာဖြစ်မှာပေါ့ကွာနေကငါလူတွေနဲ့တော့အရှုံးပေးမှာမဟုတ်ဒီလူတွေကအဲ့ရိုးလာဖြောင်းမှန်မှုကိုစော်ကားကြရဲအတိမတ်မပြုတ်ကြဘူးအဲ့တော့သူတို့နဲ့ထိုက်တန်တဲ့ဟာကိုပြရတော့မှာပေါ့ကွာဒီရွာစပားချို့ကိုငါခိုးမယ်ကွာကဲအဲ့တော့ငါလူလက်တုံးလေးဝင်ဆွဲလိုက်မယ်ခုကတော့လူကနည်းနည်းရှုပ်နေသေးတယ်ကွာမရှိလို့ခိုးရပဲအပြစ်တော့မဖြစ်တော့ပါဘူးနေငါ့ကိုတယောက်ယောက်ညံသွားလို့တော့မဖြစ်ဘူးဘယ်စပကြီးကိုငါခိုးမယ် yes ဟိုမှာဟုတ်ပြီဒီရွာကပညာကောင်းအောင်ပေးရတော့မယ်ဟေးတော့ဘယ်မှာပြောနေရလဲငါပညာပေးမှာတော့ကျုပ်မင်းစပကြီးကိုခိုးမလို့မလားဟဲ့ကျုပ်ခိုးမလို့မဟုတ်ပါဘူးယာထင်မှားနေပြီမဟုတ်ပါဘူးယာမင်းလည်းပူလက်ချက်မိရအောင်မင်းလိန်ကျင်နေရောကျုပ်ဒီရွာမှာနေလာခဲ့ရနင့်မနေတော့ပါဘူးအဲ့လိုတော့ကျုပ်ကတော့မဆွဆွဲပါနဲ့မင်းပြီးသားပြယူတော့နောက်ဆုံးတော့ဟဲ့မင်းကဆုံးမရအောင်လားလေတွေးကြသေးအောင်ကွာခင်ဗျားနဲ့ကျုံနဲ့နောက်မှသင်းရှင်းမယ်မဖြစ်တော့ဘူးဒီတိုင်းဆိုတာငါ့ကိုချိန်ကြလာလို့ရှိရင်ရွာနေပြီးတော့မောင်းထုတ်လိုက်မယ်အဲ့တော့တခုကြမ်းမှဖြစ်တော့မယ်ငါခုချိန်မှာအာနာရှိရဲ့လူတယောက်ဖြစ်ချင်တယ်ကွာအာနာရှိရဲ့လူတယောက်သာဖြစ်လို့ရှင်ဘာတွေလုံနိုင်မလဲဆိုတော့ငါစမ်းပြီးတော့မြည်ကြည့်ချင်တယ်ငါအလုပ်သမားဘဝမဖြစ်ချင်တော့ဘူးရှင်းနိုင်လို့ရှင်ကသမရပါဖြစ်ချင်တယ်ကွာအဲ့ဒါဆိုလို့ရှင်ငါအထက်မှာဘယ်သူမှမရှိတော့ဘူးငါပဲအားလုံးကိုချုပ်ကင်ပြီးတော့လွမ်းမိုးထားနိုင်မှာအချင်းချင်းမရှိတဲ့စကားတွေငါကပြောနေတာပဲအရေးထဲမှာနေစားအိမ်မရှိပါဘူးဆိုနေမှာမိုးကရွာချလာပြီရွာကိုလည်းပြန်သွားလို့မရဘူးဟိုကငါ့ကိုဓာတ်နဲ့ခုတ်လိုက်မယ်ငါဒီဘွားကြီးကိုမုန်းလာပြီပေါင်မုံကြီးပဲနေတိုင်းစားရလေကြီးဝိတ်လာပြီကွာမိုးရေစိုးကြီးထဲမှာအိပ်ရမှာပဲမတက်နိုင်ဘူးဒီဘွားကြီးကိုငါတော်တော်မုန်းလာပြီမနေ့ရောက်ပြီလားဝေးနေပါဦးဘာရင်းကြီးခါနေတာတော့နေပါဦးခင်ဗျားမသူတော့ငါဘယ်လိုလဲဆိုတာအရေးမကြီးပါဘူးကွာအရေးကြီးတာဘယ်ဆူတောင်းပဲလေဘာကျိုးရဲ့ဆူတောင်းဟုတ်လားဘယ်စောနာမှာပြောလိုက်တဲ့ဟာလေးကွာမင်းနေလားဘာလဲရစစောပါဘူးကွာသိပြီတမရဖြစ်ချင်တာအာနာရှိရဲ့လူတယောက်ပေါ့မေကူတော့မမိဘူးမလားဘာတွေထားရတော့ဗျာအိမ်မဲကြီးကမဖြစ်နိုင်ပါဘူးဗျာလောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကွာဒီမှာတေချာနာတော့မင်းမနဲ့နိုးရနဲ့မင်းဖြစ်ချင်တဲ့စင်နာရီအားလုံးဖြစ်စေရမယ်ဒီဘိုးတော့ကွာဘာတွေအာသီးအောင်နေရလဲမသိဘူးငါလုပ်ရအောင်မယ်ဒီလူနဲ့စကားပြောနေလို့မဖြစ်ဘူးစောအိမ်ကဝင်မဖြစ်မယ်ဘယ်လိုပြန်လုံးကြရအများကြီးရှိရဲဆိုတော့နေပါဦးဘယ်နေရာဝေးသမရကြီးဒိုးလာကြီးလားကြကျုပ်တင်ကြအလုံးကင်းဆောင်တာတော့ဘာမှချင်းတွေထူးခြားမှုမှမရှိပါဘူးနေပါဦးမင်းဘာလို့ပြောနေရအောင်ငါတခုမှနားမလဲဘူး
သမရကြီးအေးပြက်တာများသွားပြီးတော့တကူညာဖြစ်နေတာများဖြစ်မလား နေပါဦးဟာငါ့သမရကြီးလို့ခေါ်ရဆိုတော့ငါအေကန်နာသမရအများကြီးတကယ်ဖြစ်သွားလားခုငါနေတဲ့အိမ်ကလေရွာအိမ်တွေနဲ့မိုးနဲ့ညင်လိုပဲကွာတော်တော်ခမ်းနားထဲသွားတဲ့အိမ်မှာငါခုရောက်နေတာတကယ်ကြီးငါအိမ်မက်တွေတကယ်ပြေးလာပြီလားဒါအိမ်မက်မဟုတ်တော့ပါဘူးနော်တကယ်ဘိုးတော်ပြောရဲ့စကားတကယ်မှန်တာပဲအဲ့ဘိုးတော်ကစွာရှင်များဖြစ်နေမလားလေအဲ့အရာခဏမေ့ထားလိုက်အောင်ခုလောလောဆယ်တော့သမရဖြစ်ပြီဆိုတော့ငါမှအာနာရှိပြီကွာဒါပေမဲ့အာနာရဲ့ရတာကိုခံစားရတဲ့စီးစိမ်ကြွယ်ဝမှုကိုအရင်ဆုံးကခံစားအောင်မယ်ကွာကဲမင်းကငါအယုံကြည်ရဆုံးလက်ထောက်ဆိုတော့ငါရဲ့ပိုင်ဆိုင်မှုတွေဘယ်လောက်ထိရှိလဲဆိုတာငါ့တစ်ချက်ပြပေး သမရကြီးရဲ့ပိုင်ဆိုင်မှုတွေကိုပြရမယ်ဆိုရင်ဒီနေ့တရက်လုံးအချိန်ကုန်သွားပါလိမ့်မယ်ခင်ဗျ ဟာအချိန်ကုန်ရင်ကုန်မလေးစေကွာငါ့ကိုပြောစမ်းငါပိုင်ဆိုင်တာဒီအိမ်ကြီးတစ်လုံးနဲ့မဟုတ်ဘူးဆိုတာ ဟုတ်ပါရဲ့သမရကြီးမှာ secret ပိုင်ဆိုင်မှုတွေအများကြီးရှိနေပါလိမ့်ရဲ့ ကောင်းပြီအဲ့ဒါဆိုလို့ရှိရင်ငါ့ကိုဖြည်းဖြည်းချင်းရှင်းပြပြီးတော့ငါရဲ့ပိုင်ဆိုင်မှုတွေဘာတွေရှိလဲဆိုတာလဲတခါရဲ့ပြပေါ့ကွာဟုတ်ပြီလားဒီအိမ်ကြီးကတော့တော်တော်ခမ်းနားထဲသွားတယ်ပဲနော် ဟုတ်ပါတယ်ဒါသမရကြီးအတွက်အထူးသီးသန့်စောက်ထားတဲ့ private island ဖြစ်ပါတယ် ဒါဆိုဒါ private island ဆိုပြီးတော့ဘာလို့မှကုန်တယ်ကြီးကရောက်နေရတော့ ကုန်တယ်ကတော့နေရာတကာခရီးပေါက်ပြီးတော့ရောက်နေတဲ့လူကငရဲပြည်ဖြစ်လက်ပြည်ဖြစ်ဘယ်နေရာမှာဆိုသူကရောက်နိုင်ပါတယ်သမရကြီး အေးပါကွာကုန်တယ်ကတော့ထားလိုက်ပါတော့ဒီမောင်ဒီကလေးကစားစရာတွေဘာလို့ဒီမှာထားနေရတော့ သမရကြီးကိုယ်တိုင်ထားခိုင်းတာလေဗျာမိသွားပြီလားဗျာသမရကြီးက အေးပါကွာရုပ်ပေါက်တယ်လာမင်းစက်မခုံနဲ့တော့မင်းကလည်းငါလုပ်တဲ့အတိုင်းကိုလိုက်လုပ်နေရပဲ သမရကြီးကျွန်တော်ကသမရကြီးတွေ့ဆိုရင်တေးဆိုရင်တေးမယ်ရှင်ဆိုရင်ရှင်မဲ့သူပါဗျာ အေးကွာမင်းတို့ငါ့ကိုအသက်ပေးကာကွယ်မဲ့ body cat တယောက်ရှိရတော့ငါတော်တော်ကန်ကောင်းတာပဲမင်းငါပေါ်မှာတော့တစ္ဆာအမြဲတမ်းရှိဖို့တော့လိုမယ်နော် ကျွန်တော်အသက်ကသမရကြီးတွေ့ပါပဲဗျာ အေးကွာငါခုလောဆယ်စိတ်ကလေးလံထိုင်းပိုင်းနေရကွာအဲ့တော့ငါစိတ်တွဲပေါက်တစ်ခုရှာခြင်းတယ်ဘာလို့ရင်ကောင်းမလဲသမရကြီးတနက်ပြက်ဆိုင်းကြည့်မလားအဲ့ကြံမစိုး ကောင်းပါပြီသမရကြီးတနက်တွေတော့ရပါပြီစိတ်ထွက်ပေါက်ရအောင်ဆမ်းပြီးတော့ကြည့်ကြည့်ပါဦး ကောင်းပြီအဲ့ဆိုရင်စိတ်တွဲပေါက်လေးတစ်ခုရအောင်မင်းပေးရဲ့အကြံတိုင်းကလိုက်လို့မယ်ကွာဟာပြက်လို့တော်တော်ကောင်းတာပဲကွာခုမှထွက်ပေါက်တစ်ခုကိုရှာတွေ့တော့ရယ်ကျေးဇူးပဲကွာ သမရကြီးကျွန်တော်ပြက်မိနေပါဦးမယ် မင်းကလည်းမပြတ်မိပါဘူးငါလက်ကိုငါယုံပြီးသားပါကွာဟိုမှာကြည့်တစ်ချက်ပဲဒါပဲကွာ သမရကြီးကလက်တော်ဖြောင်းတာပဲဗျ ငါတော်တော်ပြင်းသွားပြီကွာကဲအဲ့တော့ငါရဲ့ပိုင်ဆိုင်မှုတွေကိုမင်းငါ့ကိုပြသင့်နေပြီနော် သမရကြီးမှာနိုင်ငံတိုင်းမပိုင်ဘူးရဲ့အမိုက်စားစစ်လင်ရင်တွေတင်ကားတွေရဟန့်ရင်တွေစစ်လဲတဲ့တွေအများကြီးသမရကြီးမှာပိုင်ဆိုင်ထားပါတယ်ရှေ့နေတဲ့ဆက်ပြီးတော့သွားလို့ရှိရင်အမရင်တွေအားလုံးထားရှိထားပါတယ်သမရကြီး အဲ့ဆိုလို့ရှိရင်ငါတို့ရှေ့နေနဲ့ထပ်ပြီးတော့သွားရအောင်မှာပေါ့ ဟုတ်ပါတယ်သမရကြီး မင်းတို့ဟာလည်းမရောက်သေးဘူးလားကွာဟေးဘယ်လိုဖြစ်ပြီးတော့နေရောက်ဖြစ်လာတော့ အဲ့ဒီများလို့ပါဗျာရင်တွေရှိတဲ့နေရာတွေက တယောက်ဆိုရင်လုံလောက်ပါပြီကွာဒါ private island လေးကွာဘယ်သူမှမလာနိုင်တော့ပါဘူးဟာတကယ်အမိုက်စားပြီပဲကွာဟေးဟာဘယ်နိုင်ငံမှငါတို့လာပြီးတော့စမ်းရဲမှာမဟုတ်တော့ဘူးဟာတော်တော်ကြောက်ဖို့ကောင်းတာပဲကွာလက်နဲ့တွေကရင်တွေအားလုံးကတော့တကယ် powerful ဖြစ်ပါတယ်ငါတို့မှဒီထက်2ဆ3ဆလောက်ရှိလို့ရှိရင်တော့ငါတို့ကဘာကြီးကိုတောင်တိမ့်ပိုက်လို့ရနေတော့ပြီဒါပေမဲ့အဲ့ season ကိုခဏထားအောင်ပိုင်ဆိုင်မှုတွေတစ်ခုပြီးတစ်ခုမြည်စမ်းကြည့်အောင်မယ်စစ်လေရင်တွေကပို့ပြီးတော့များနေရယ်နော် ဟုတ်ပါတယ်သမရကြီးအဲ့အရာတွေကအထူးပြုလုပ်ချက်တွေဖြစ်ပါတယ် မိုက်တယ်ဘာလို့များဒီကမ်းခြေကြီးမှာဒီဟာတွေအားလုံးလာချထားရလဲ လိုဝဲစစ်စင်ရေးတွေလုပ်ဖို့အတွက်သမရကြီးကိုယ်တိုင်အမိန့်ပေးပြီးတော့ခိုင်းထားတာဖြစ်ပါတယ်သမရကြီးအေးပြတာများပြီးတော့မိနေတာများဖြစ်ပါလိမ့်မယ် โอเคဟုတ်သားပဲကွာငါခုမှမှတ်မိပြီโอเคငါကတော့မိတ်နေငါခိုင်းတာဟုတ်တယ်နေပေါင်းကဒီရှင်ပြန်ကြီးကအားလုံးထက်ပိုပြီးတော့ထူးဆန်းနေပါလားကွာ ဟုတ်ပါတယ်သမရကြီးဒါနေကြိုတော့အတွက်အထူးစီမံကိန်းလုပ်နေတာဖြစ်ပါတယ် ဘာငါတို့နေစီတော့မှသွားအောင်မယ်ဟုတ်လားအေးပါကွာဟုတ်ပါပြီဆက်ပြီးတော့လှုပ်ဆောင်ကြ
ဒီနေ့တရက်လုံးတော့ငါရဲ့သမရတာဝန်တွေအားလုံးမေ့ထားပြီးတော့ငါရဲ့စီးစိမ်ကြွယ်ဝမှုတွေကိုအပြည့်အဝငါခံစားမယ်ဒီနေ့တရက်လောက်ကတော့ငါတထေးတယောက်လိုနေမယ်ကွာငါရဲ့ပိုင်ဆိုင်မှုတွေကတော့အမခမ်းပဲကွာ သမရကြီးရဲ့ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ဆက်ပြီးတော့ကြားသားရအောင်မလားခင်ဗျ ကောင်းပြီဆက်ပြီးတော့ပြရမှာပေါ့ကွာဒီလောက်နေတယ်မလုံလောက်သေးဘူး သမရကြီးဒီအိမ်ပေါ်မှာကားတစ်စီးရှိပါလိမ့်မယ်ဒါလည်းသမရကြီးပိုင်ဆိုင်တာဖြစ်ပါတယ်အထူးကားတွေဖြစ်ပါတယ် နေပါဦးမင်းတို့ငါ့ကိုလာနောက်နေရလားဟာငါမှကားနှစ်စီးပဲရှိရဟုတ်လားလောက်ဆက်လေရင်တွေတင်ကားတွေပိုင်ဆိုင်ပြီးမှငါ့ကိုကားနှစ်စီးပဲရှိရလို့ပြောချင်တာလားမင်းတို့ကဒါသမရကိုမခန့်မလေးလောက်တာပဲဒါစော်ကားရရောက်တယ်ကွာမင်းတို့ အဲ့လိုသဘောမျိုးနဲ့ပြောရမှာမဟုတ်ပါဘူးကျွန်တော်တို့က တော်ပြီငါဆက်ပြီးတော့မကြည့်ချင်တော့ဘူး သမရကြီးစိတ်မဆိုးပါနဲ့သမရကြီးမှာလိုရဲ့ကားကူတောင်တစ်ခုရှိနေရဆိုတာမေ့နေပြီလား ဟင်ငါမှလိုရဲ့ကားကူတောင်ရှိရယ် ကျွန်တော်တို့တစ်ချက်သွားပြီးတော့ကြည့်ကြည့်ရမလားသမရကြီး โอเคကောင်းပြီကြည့်အောင်လေ အဲ့ဒီမြေကဝင်ပေါက်တိုင်းဝင်သွားလို့ရှိရင် luxury ကားကူတောင်ကိုရောက်ပါပြီသမရကြီး မင်းပြောရမှန်ပါစေနော် ကျွန်တော်မလင်ရဲပါဘူးသမရကြီး ကောင်းပြီအဲ့ဒါဆိုရင်မင်းငါနဲ့လိုက်ခဲ့ကွာနေပါဦးမင်းဟာကြီးကတော်တော်မောင်မဲနော်ကြောက်ပဲပြေးရတော့ ကျွန်တော်တဲရန်ပေါက်ရှင်လို့ပါသမရကြီးကျွန်တော်နမလေးလောက်ချိန်ပေးပါ တော်ပြီမင်းကမဆောင်တော့ဘူးငါဘာသာငါပဲဝင်တော့မယ်ဟာဒီနေရာကြီးကတော်တော်မောင်တာပဲကွာဟာနေဦးကဟိုမှာလင်းပေါက်မြင်နေရကြီးโอเคအိုးဟုတ်ပြီမျက်စိစူးလိုက်လားโอเค wait သမရကြီးခုကျွန်တော်ပြောတာယုံပြီမလားဗျ မင်းပါစကိုခဏပိတ်ထားအောင်နေဦး I can't believe